များမဲ့သင်ခန်းစာတော့ grade 3သင်ချအခန်း4အပိုင်းကိန်းသင်ခန်းစာ1စာမျက်နှာ29ကနံပါတ်4ပေးထားတဲ့အပိုင်းကိန်းအတွက်ပုံတွေကိုအယောင်ချယ်ရအောင်အဲ့ဆိုဒီပထမဒီအပေါ်ပုံလေးမှာဆိုဒီကစဝိုင်းတစ်ခုလုံးကိုသူကနှစ်ပိုင်းပိုင်းထားတယ်အဲ့ဒါမှသူကအောက်မှာနှစ်ပိုင်းတစ်ပိုင်းလုပ်ပေးထားတဲ့အခါမှာသူကနှစ်ပုံထားတာကိုသူကဒီပိုင်းဝယ်တစ်ကကြတော့တစ်ခုချယ်ရမှာဖြစ်ပါတယ်အဲ့ဆိုရင်ဒီနေရာကိုချယ်မှာဖြစ်ပါတယ်ညောင်ချဲမှာဖြစ်ပါတယ်ပြီးရင်ဒီဘက်ကနှစ်ပိုင်းဆိုတာကပြောမယ်ဆိုတစ်ခုလုံးနဲ့ညီပါတယ်သူကနှစ်ပိုင်းပိုင်းထားတယ်နှစ်ခုလုံးချဲမှာဖြစ်တဲ့အတွက်တစ်ခုဒီအပြည့်နှစ်ပိုင်းလုံးချဲမှာဖြစ်တဲ့အတွက်တစ်ခုလုံးပြည့်တဲ့အခါမှာကျတော့နှစ်ပိုင်းဆိုတာတစ်ခုနဲ့ညီမျှပါတယ်ဒီမှာအောက်က၄ပိုင်းတစ်ပိုင်းဆိုတော့တစ်ခုလုံးကို၄ပုံပုံထားတယ်1 2 3 4တစ်ပိုင်းအောင်ချဲမှာဖြစ်တဲ့အတွက်ဒီနားလေးချဲမှာဖြစ်ပါတယ်ဒီမှာဆို၄ပိုင်း2ပိုင်းအဲ့ဆိုရင်ဒီမှာ1 2 3 4 4ပုံ2ပုံချဲမှာဖြစ်ပါတယ်အဲ့ဆိုဒါဆို၄ပိုင်း2ပိုင်းဆို၄ပိုင်း3ပိုင်းဆို1 2 3 4 4ပုံ3ပုံချဲမှာဖြစ်ပါတယ်၄ပိုင်းဆိုရင်၄ပုံပုံလာတာအကောင်လုံးအပြည့်ချင်မှာဖြစ်ပါတယ်၄ပိုင်းဆိုတာတစ်ခုလုံးကိုချဲတာဖြစ်တဲ့အတွက်၄ပိုင်းကလည်း1နဲ့ညီပါတယ်အဲဆိုလို့ရှိရင်သူကညီမြပိုင်း၄ပိုင်းရဲ့2ပိုင်းကို4ပိုင်း2ပိုင်းလို့ခေါ်ပြီး4ပိုင်း2ပိုင်းလို့ဆိုတော့ဒီပုံလို့ပြောတာဖြစ်ပါတယ်အဲဆို6ကွက်လက်တွေဖြည့်ပါဆိုလို့ရှိရင်ကာကြီးသူက2ပိုင်း1ပိုင်းညီမြချင်းဆိုတာဒီဘက်နဲ့ဒီဘက်တန်ဖိုးတူရလို့ပြောတာဖြစ်ပါတယ်2ပိုင်း1ပိုင်းညီမျှခြင်းဗာနဲ့တူလို့ဆိုဒီပုံကြည့်ပါမယ်2ပိုင်း1ပိုင်းမှာဆိုတော့တစ်ခုလုံးရဲ့ဒီဘက်ကတစ်ချမ်းကိုခြေထားဖြစ်ပါတယ်အဲဆိုဒီအောက်ပိုင်းကဒီသူကပိုင်းကြီး၄ပေးထားဆိုသူဒီပုံလေးနဲ့2ပိုင်း1ပိုင်းနဲ့တူမယ်ပုံကဒီ4ပိုင်း2ပိုင်းဖြစ်ပါတယ်အဲဆိုဒီမှာကွက်လက်နေရာမှာနှစ်ထည့်ရမှာဖြစ်ပါတယ်ပြောချင်တာက2ပိုင်း1ပိုင်းကညီမျှခြင်း4ပိုင်း2ပိုင်းနဲ့ညီပါတယ်ပြီးလို့ရှိရင်ခါခွေး1ညီမျှခြင်းပိုင်းကြီးမှာနှစ်ပေးထားဆိုရင်ဒီတစ်ကဦးနာပြောတာဒီ2ပိုင်းကတစ်ခုလုံးအပြည့်ဖြစ်တဲ့အတွက်1နဲ့ညီရဖြစ်တဲ့အတွက်2ပိုင်းဒီမှာ2ပိုင်းဝင်မှာ2ထည့်ရမယ်အဲဆိုတစ်က2ပိုင်းနဲ့လည်းညီပါတယ်ပြီးရင်ဒီနောက်တစ်ခုကညီမျှခြင်း4ပိုင်းချိန်မှာ4ဆိုရင်ဒီခုနဒီ4ပိုင်းကအကောင်လုံးအပြည့်ချေတဲ့အခါမှာတစ်ခုနဲ့ညီရဖြစ်တဲ့အတွက်ဒီမှာဆို4ပိုင်း4ထည့်ရမှာ